အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့စီးရုပ်သမားတွေအတွက်ပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ဝိတ်ချနေတဲ့သူတွေအတွက်ပဲဖြစ်ဖြစ်လုံးဝကိုအဆင်ပြေစေမယ် Galaxy ရဲ့စီးရုပ်ထမင်းမောင်းလေးတစ်လုံးနဲ့မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်Galaxy စီးရုပ်ထမင်းမောင်းလေးမှာဆိုရင်တော့ function တွေနဲ့ဆိုရင်တော့ function 73မျိုးပါရှိမှာဖြစ်ပြီးတော့အတွင်းထဲကအိုးလေးဆိုရင်လည်း stainless steel 304 steel စစ်နဲ့ပြုလုပ်ပေးထားတဲ့အတွက်ဓာတ်မတည့်မှာကိုလည်းစိတ်ပူစရာမလိုပါဘူးဒီအိုသေးလေးမှာတော့နှုတ်စီမှုနှလုံးထိချက်လို့ရမှာပဲဖြစ်ပါတယ်နောက်တစ်ခုတန်ရှင်းလုပ်တဲ့အခါမှာလည်းဒီအပေါ်ကအဖုံးလေးပေါ့နော်အဖုံးလေးကိုတန်ရှင်းလုပ်ချင်တယ်ဆိုရင်လည်းဒီ press ရဲ့ဒီခလုံးလေးကိုတစ်ချက်နှိပ်ပြီးတော့လုံးလေးဖြုတ်ပြီးတော့ဒီအတွင်းလေးကိုတန်ရှင်းလုပ်လို့လည်းရပါတယ်သက်စီရကလည်းလွယ်ကူပါတယ်ရှင်နောက်ထပ်အနေနဲ့ကတော့ဒီ Galaxy စီးရုပ်ထမင်းမောင်းလေးမှာပါတယ် function လေး73မျိုးကိုရှင်းပြပေးမှာပဲဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ဆိုရင်တော့ fast ride ရယ် slow ride ရယ် crash ride ရယ်ဆိုပြီးတော့ဒီထမင်းချက်မယ်ဆိုရင်ဒီ function 3ခုကိုရွေးပြီးတော့ချက်လို့ရပါတယ်ဒီ function မှာဘယ်လိုရွေးရမလဲဆိုရင်တော့ဒီ normal ride ဆိုတဲ့ function လေးကိုတစ်ချက်နှိပ်ပြီးတော့ကိုချက်ချင်တဲ့ထမင်းကိုချက်လို့ရမှာပဲဖြစ်ပါတယ်ဒီ fast ride ဆိုရင်တော့ဒါထမင်းကိုအမြန်ချက်တဲ့ပုံစံနဲ့ချက်ပေးရပါ slow ride ကတော့ဒါမာတဲ့ဆန်တွေကိုချက်မယ်ဆိုရင်တော့ဒီ slow ride function လေးနဲ့ချက်ပါတယ်ဒီ crash ride ကတော့ထမင်းရဲ့အောက်ခြေမှာကျွတ်လေးဖြစ်ပြီးတော့ချက်တဲ့ပုံစံမျိုးပါနောက်တစ်ခုကတော့ဒီစီးရုပ်ထမင်းချက်မယ်ဆိုရင်လည်းဒီ function လေး၃ခုကိုရွေးလို့ရပါတယ်ဒီ low sugar rice ဆိုတဲ့ function လေးဘက်ကနေရွေးရမှာပဲဖြစ်ပါတယ်ပထမတစ်ခုကတော့ standard low sugar ဆိုတာကတော့ပုံမှန်ရေငှက်ချက်တဲ့ပုံစံမျိုးနဲ့သွားတာပါနောက်တစ်ခုကတော့ဒီ advanced low sugar ဆိုတဲ့ function လေးကိုတစ်ချက်သွားမယ်ဆိုရင်တော့ဒီဆိုရင်တော့သူကတော့စီးချိုထမင်းချက်တဲ့အခါမှာပို့ပြီးတော့ဒီကစီဓာတ်ကိုရောအောင်ချက်ပေးတဲ့ပုံစံမျိုးပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီအောက်ဆုံး function လေးကတော့သူကဒီဆန်လုံးညိုတို့နောက်တစ်ခုကတော့ဒီအုတ်ကြုံလိုမျိုးဒီဆန်တွေကိုချက်မယ်ဆိုရင်တော့ဒီအောက်ဆုံးက function လေးနဲ့သုံးလို့ရမှာပဲဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ဒီအောက်က function လေးကိုတွားချင်တယ်ဆိုရင်တော့ဒီ menu ဆိုတဲ့ function လေးနဲ့တစ်ချက်ရွေးပေးရမှာပဲဖြစ်ပါတယ်ဒီ function မှာဆိုရင်တော့ဒီကုန်ကြီးဆိုတဲ့ function ကတော့စံပြုတ်တွေချက်မဲ့အခါမှာဒီ function ကိုရွေးလို့ရပါတယ်နောက်တစ်ခုကတော့ဒီအသားစုပ်ပြုတ်တွေကိုကစုပ်ပြုတ်ပုံစံမျိုးချက်ချင်တယ်ဆိုရင်တော့ဒီ soup ဆိုတဲ့ function လေးကိုရွေးလို့ရပါတယ်နောက်တစ်ခုကတော့ဒီ string ဆိုတဲ့ function လေးကတော့ပေါင်းတဲ့ function လေးပဲဖြစ်ပါတယ်နောက်တစ်ခုကဒီ straw ဆိုတာကတော့ဒီအရင်များနဲ့အသားကိုနူးနေအောင်ချက်ချင်တဲ့သူတွေအတွက်ဆိုရင်တော့အဆင်ပြေမှာပါဥပမာလေးနဲ့ပြောရမယ်ဆိုရင်တော့ဒီ straw ဆိုတဲ့ function လေးကကြတော့ဒီwhatsapp ပုံစံမျိုးပေါ့နော်အရင်များနဲ့အသားကိုနူးအောင်ချက်ချင်တဲ့သူတွေအတွက်ဆိုရင်တော့ဒီ function လေးနဲ့ချက်လို့ရပါတယ်နောက်တစ်ခုကတော့ဒီ brace ဆိုတဲ့ function လေးကကြတော့အသားကိုနှက်ပြီးတော့အရင်နည်းနှက်ပြီးနူးနေအောင်ချက်တဲ့ပုံစံမျိုးပါဒီ fry ကတော့စီပြန်ဟင်းတွေချက်မယ်ဆိုရင်တော့ဒီ function နဲ့သုံးလို့ရပါတယ်နောက်ဆုံးကတော့ဒီ worm ဆိုတဲ့ function လေးကတော့ဒီအိုးလေးကိုအိုးထဲမှာရှိတဲ့ဒါအစားအစာတွေကိုနှွေးပေးတဲ့ function ပဲဖြစ်ပါတယ်ရှင်ကဲအခုလို function လေးရှင်းပြပြီဆိုတော့ဒီထမင်းမောင်းလေးကိုဘယ်လိုချက်ရမလဲဆိုတာလေးချက်ပြပေးပါမယ်။ကိုနှစ်သက်တဲ့ function တစ်ခုကိုရွေးလိုက်ပါ။ရွေးပြီးပြီဆိုတာနဲ့ဒီဘက်က on off ခလုတ်လေးမှာတစ်ချက်နှိပ်လိုက်ပါ။နှိပ်ပြီဆိုတာနဲ့ဒီလိုအဝိုင်းလေးဖြစ်ပြီဆိုတာနဲ့ထမင်းကစချက်နေပါပြီ။ပြီးပြီဆိုရင်လည်းဒီထမင်းလေးကတိုင်မာပြည့်သွားပြီဆိုတာနဲ့ auto ရက်သွားမှာပဲဖြစ်ပါတယ်။တကယ်လို့ကိုက function တစ်ခုခုကိုမှားရွေးမိထားရှိရဆိုရင်တော့ဒီ off ဆိုတဲ့ခလုတ်လေးကိုတစ်ချက်နှိပ်လိုက်ပါ။နောက်ပြီးကြရင်ကိုလိုချင်တဲ့ function တစ်ခုကိုပြန်ရွေးပြီးတော့ချက်လို့ရမှာပဲဖြစ်ပါတယ်။အခုလိုမျိုးထမင်းရောဟင်းရောစုံနေစွာချက်မြုပ်နိုင်တဲ့အိုးလေးတစ်လုံးလိုအပ်နေပြီဆိုရင်တော့ညီမတို့ရဲ့ Home Electronic မှာလာရောက်ဝယ်အားပေးနိုင်ပါတယ်ရှင်။